သက်39ရှိပြီတဲ့ဆိုလိုတော့ကျွန်တော်နားလဲပါတယ်အခုနောက်ပိုင်းကျွန်တော်လာမေးတဲ့လူကြီးအများစုကဒါတွေပဲပေါ့နော်ဆိုအသက်30ကျော်လာပြီ40တဲ့ဝင်လာပြီတချို့က40ကျော်စားပြုတ်နေပြီပေါ့နော်ကျွန်တော်တို့စူးစမ်းလို့အောင်မြင်နိုင်အောင်မလားဆိုတော့အရန်ကိုမှအောင်မြင်နိုင်တာပေါ့ဟုတ်ပါတယ်နော်ဆိုတော့ကျွန်တော်အခုပြောနေခဲ့တဲ့ရှေ့ရဘူတူတွေအများစုကလူငယ်တွေပြောတာလူငယ်ဆိုတာကအတွေ့အကြုံနဲ့နဲတယ်ပညာရေးလည်းနဲတယ်ဘ ഹു တုဒလည်းနဲတယ်ဒါမှမဟုတ်နဲအဖက်ဖက်ကနဲတဲ့အတွက်ကြောင့်မလို့သူအချိန်အကြာကြီးစူးစမ်းရတယ်နော်ဘာလို့ဆိုတော့ဒီ communication skill တွေဒီ social skill တွေနောက်တစ်ခုကဘာလို့ဆိုတော့ဒီမှာအများကြီးပေါ့နော်အများကြီးဒီကျွန်တော်တို့ဒီ management skill တွေပြီးကြတော့ဒီ psychology ဘိုင်းတွေpsycho ဘိုင်းတွေပေါ့နော်အများကြီးကိုကျွန်တော်တို့ကရင်ဆိုင်ရတဲ့အခါကျရင်အချိန်ပေးဖို့လို့ကျွန်တော်လူငယ်တွေကအချိန်ပေးပြီးမှကျွန်တော် step by step ကျွန်တော်ဖြတ်တန်းရတာနော်ဆိုတော့ဖြတ်တန်းတဲ့အခါကျအချိန်ပေးဖို့လိုတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်အဲ့လိုပြောတဲ့အခါမှာလူကြီးတွေကဘာထင်သွားဆိုအားငယ်သွားတာပေါ့နော်ဟာဒါဆိုရင်ငါတို့ကစူးစမ်းလို့မရတော့ဘူးလားထင်တယ်ပဲကျွန်တော်ပြောခဲ့ရှိမှာဒီကိုနတ်တပူရှိပါနော်အသက်30ကျော်40တဲ့ပို့ပြီးအောင်မြင်နိုင်ရေးပိုများတယ်ဘာလို့လဲဆိုတော့သူတို့ဘဝလုံးတစ်ဘဝလုံးမှာကဘယ်အလုပ်ပဲလုပ်ခဲ့ပေါ့နော်အနည်းဆုံး10စုနှစ်တခုတော့သူတို့အလုပ်မှာသူတို့ဒါဝင်လုပ်ခဲ့တဲ့ကြောင့်မလို့ထိုက်တင်လျောက်ပတ်တဲ့ပညာရေးနောက်ပညာရေးဆိုတာကျွန်တော်လုပ်ငန်းအတွေ့အကြုံရဲ့ပညာရေးခေါ်တာပေါ့နော်လုပ်ငန်းအတွေ့အကြုံဘ ഹു တုတပြီးကြတော့ဒီအလုပ်ရဲ့ experience ပြီးတော့ skill တွေဒါတွေကတော့သူမြန်လူငယ်ထက်ဆိုင်သူကအကုန်လုံးက pass ဖြစ်ပြီးသားpass ဖြစ်ပြီးသားဆိုတာက certificate တွေဘွဲတွေရတယ်ပြောတာမဟုတ်ဘူးเนาะပြောချင်တာအဲ့လိုအတွေ့အကြုံတွေကိုကိုတွေကအသုံးချပြီးတော့အခုချိန်မှာစကြိုးစားမှဆိုတေချာသူတို့ကနောက်တစ်2နှစ်3နှစ်ပဲကြိုးစားဖို့လိုမယ်တခုတော့ရှိတာပေါ့အချိန်ကကျွန်တော်တို့ကအသက်30ကျော်40တဲ့ဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလူငယ်လူအချိန်4-50နှစ်ပေးလို့မရတော့เนาะအဲ့ကြတော့ကျွန်တော်တို့ကနေ့ရက်တိုင်းကကျွန်တော်တို့ကဒီ golden day ဖြစ်နေဘူးလို့လေ golden day ဆိုရွှေရောင်နေ့တစ်တွေဖြစ်နေဘူးလို့လေเนาะကျွန်တော်မိုးလင်းကမိုးချုပ်တဲ့အထိအိမ်ပြန်ရောက်တဲ့အထိနှစ်ဖူးပေါ်လက်တင်စဉ်းစားရမယ့်အထိကိုကျွန်တော်တို့ကအလုပ်တွေကိုလုပ်ရတော့မယ်ကိုလုပ်ရတော့မယ်အလုပ်တိုင်းမှာเนาะလုပ်ငန်းခုမှပဲကိုမှလုပ်ငန်းပဲစကိုဝန်ထမ်းကိုပဲအစ်စ်ပြန်ပြီးလုပ်ဘာပဲလုပ်ဘယ်နေရာပဲဝင်လုပ်ဘာလို့ဆိုတော့စိတ်တစ်လူတစ်နဲ့ဝင်လို့ရတယ်စိတ်တင်းလူတင်းဆိုတာအကုန်လုံးကိုကျွန်တော်တို့ကအတွေ့အကြုံရှိပြီးသားမို့လို့လွယ်လွယ်ကူကူသူမဲ့လို့ဒေါသမထွက်တတ်တော့ဘူးအရားလုံးတီးခံတက်လာတယ်ခွင့်လွတ်တက်လာတယ်နားလေတက်လာတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီအတွေ့အကြုံတွေကိုအကောင်းအသုံးချပြီးတော့နေရာတစ်ခုရအောင်ပြန်ယူရပါလိမ့်မယ်ဒါကျွန်တော်လက်လွတ်တပယ်ပြောတာမဟုတ်ပါဘူးဒီနှစ်ပိုင်းတွေမှာကျွန်တော်ဗောနော်လွန်ခဲ့တဲ့အသက်30-40ကျော်လူကြီးတွေဗောနော်ကျွန်တော်လွန်ခဲ့တဲ့10နှစ်ကဆိုရင်ကျွန်တော်တွေ့ကြတော့သူတို့အသက်30ကျော်40ပဲရှိသေးတယ်သူတို့တာမန်လူတွေပဲအခုနောက်ပိုင်းဒီ10နှစ်အတွင်းမှာတော်တော်များများအောင်မြင်သွားကြတယ်နော်နေရာတစ်ခုရသွားကြတယ်သူ smack ဖြစ်သွားကြတယ်ဒါကထူတော့မထူးဆန်းဘူးဒါကျွန်တော်ရှိမှပြောခဲ့သလိုပဲအသက်ကြီးပိုင်းနဲ့ကြိုးစားရင်ပိုအောင်မြင်တယ်အသက်30ကျော်40တွေကဒါကြောင့်မလို့ကိုကအသက်30ကျော်လိုက်40ကျော်လိုက်ဆိုရင်အဲ့ဒီအတွေ့အကြုံဘ ഹു တုဒတွေကိုကောင်းကောင်းအသုံးချပါတခုမမေ့နဲ့ကျွန်တော်အမြဲပြောရပါတခုမမေ့နဲ့အချိန်ကလူငယ်လို့မရတော့အဲအကြောင်းမလို့ပို့ပြီးတီးခံပို့ပြီးတော့ရရှိခဲ့တဲ့အတွေ့အကြုံတွေကိုအသုံးချဒါဆိုရင်ကျွန်တော်တို့ကလူငယ်ထက်ပိုမြင်အောင်မြင်တယ်ပေါ့တော့ကို့မှာအရာအလုံးရှိပြီးသားเนาะတခုပဲမရှိတာအောင်မြင်မှုနဲ့ပတ်စံနဲ့ပဲမရှိတာကျန်တဲ့ຢာတွေအားလုံးရှိပြီးသားလူငယ်တွေကအဲ့နှစ်ချက်လုံးကြိုးစားတယ်အောင်မြင်မှုနဲ့ပတ်စံလည်းမရှိဘူးအချိန်လည်းကျွန်တော်တို့ပေးဆက်တယ်အများကြီးပေးရအတွေ့အကြုံတွေလည်းကျွန်တော်ပြန်ယူရတယ်လူကြီးမှလို့မရှိတော့เนาะအဲအကြောင်းမလို့ယုံကြည်စွာနဲ့လုပ်ကြည့်ပါလို့ကျွန်တော်ဒီကနေပဲတိုက်တွန်းလိုက်ပြရစီဒါကလူကြီးတွေအတွက်တည်တတ်မှာအထူးကျေးဇူးတင်ပါတယ်